ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာအစမတန်ဈေးတင်ပြီးတော့ရောင်းနေဆိုတာလုံးဝမလုပ်တဲ့ကိစ္စပါဒီဟာဥပဒေနဲ့လည်းမကိုက်ညီဘူးနော်ဥပဒေအရလည်းကျမတို့အရေးယူလို့ရတယ်ဒီလိုဟာမျိုးတွေမလုပ်အောင်ဆိုပြီးဥပဒေထုတ်ထားတယ်ကျမတို့သိလို့ရှိရင်လည်းအရေးယူမယ်ဘာလို့ဒါဟာကိုယ့်ရဲ့ကိုယ်တူးချင်းရဲ့အကျိုးအမြတ်အတွက်ပြည်သူလူထုရဲ့အသက်တွေနဲ့ကစားတဲ့သဘောပဲအဲ့ဒါတော့ကျမတို့ဘလို့မှအသိဉာဏ်မခံနိုင်ဘူးဒါပေမဲ့အဲ့ဒါတစ်ဖက်ပေါ့နော်ဥပဒေနဲ့အရေးယူမှာတစ်ဖက်ကဒီလိုဟာမျိုးလုပ်ရသလားဆိုတာစဉ်းစားကြမယ်ဒါတော့ကြောင့်မှကိုယ်နိုင်ငံကိုပြည်သူလူထုဒုက္ခရောက်နေတဲ့အချိန်မှာအခက်အခဲတွေ့နေတဲ့အချိန်မှာဘယ်လိုကိုယ့်အတွက်အကျိုးမြတ်ထုတ်ရမလဲဆိုတာဒါကိုပဲစဉ်းစားကြမှာအဲ့ဒီလိုသူတွေကိုလည်းအားမပေးပါနဲ့ဒီလိုပုံကိုယ်တွေရှိရဝယ်ခြင်းဟာကိုယ့်ရဲ့ကျန်းမာရေးလေးအတွက်ဒီနေ့က mask ဘယ်နှခုဝယ်နိုင်မလဲဒီသူတို့ရောင်းလိုက်တဲ့ဈေးနဲ့အဲ့ဒီဟာဒီ covid ရောဂါအားလုံးပြီးသွားတဲ့အချိန်ဒီ mask လေးကခံမှာလားဒီလိုလူတွေကိုအားမပေးပါနဲ့လို့ကျမအနေနဲ့တော့ပြည်သူတွေကိုမေတ္တာရပ်ခံချင်ပါတယ်နောက်ဒီလိုရောင်းနေတဲ့သူတွေအကြောင်းပြောသိလို့ရှိလို့ရှိရင်လည်းသက်ဆိုင်ရာကိုအသိပေးပါအရေးယူမယ်ဒါဟာတိုင်းနာတော်တာလူများကိုဒုက္ခရအောင်လုပ်ဆောင်မဟုတ်ပါဘူးအများဒုက္ခမရောက်အောင်လို့ကာကွယ်တာဖြစ်ပါတယ်ဒီလိုတကယ်ကိုပြည်သူတွေလိုအပ်နေတဲ့ပစ္စည်းတွေကိုလိုအပ်နေတဲ့အချိန်မှာဈေးတင်ပြီးရောင်းနေဆိုတာဟာကျမတို့တိုင်းကြီးခံပြီးတော့လွတ်ထားလို့ရတဲ့ကိစ္စမဟုတ်ပါဘူးအဲ့တော့ပြည်သူတွေလည်းဒါကိုစဉ်းစားစေချင်ပါတယ်ဒါပြည်သူတွေရဲ့ပါဝင်မှုကအဓိကပါဆိုတော့ကျမပထမတွေကလည်းပြောတယ်ဒါကတော့ဘယ်လိုပဲဘယ်နှခါပဲထပ်ပြောမလုံတော့ပါဘူးပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကအဓိကနောက်ပြည်သူတွေမှာဆိုရင်လည်းဝန်ထမ်းတွေလည်းအားလုံးပါပါတယ်အုပ်ချုပ်ရေးပိုင်းဆိုင်ရာလည်းပါပါတယ်အားလုံးကပြည်သူတွေပဲဒီနိုင်ငံမှာရှိတဲ့ပြည်သူပြည်သားတွေအားလုံးကပူးပေါင်းဆောင်ရွက်ကိုလိုပါတယ်ဒီအချိန်ဟာကျမတို့အချင်းချင်းကြားမှာညီညွတ်မှုတည်ဆောက်ဖို့အကောင်းဆုံးအချိန်လို့လည်းပြောလို့ရတယ်နော်ကိစ္စတစ်ခုဖြစ်ပြီးဆိုရင်စိန်ခေါ်မှုတစ်ခုပေါ်လာပြီဆိုရင်ဒီဟာကိုအကျိုးရှိအောင်သုံးမလားအကျိုးမရှိအောင်သုံးမလားဆိုကိုယ့်ပေါ်မှာပဲတည်တယ်နောက်ဆုံးကျတော့ရွေးချယ်ပိုင်းကကိုယ့်ရှိမှရှိတယ်ဒီဖြစ်လာတဲ့ပြဿနာတစ်ခုဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုတစ်ခုကိုအနာဂတ်အတွက်အကျိုးဖြစ်အောင်လို့ရင်ဆိုင်မလားအကျိုးမဖြစ်တဲ့နည်းနဲ့ရင်ဆိုင်မလားဆိုတော့နောက်ဆုံးကျတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပါပဲဒါမှမဟုတ်ကျမတို့ပြည်သူပြည်သားတွေရောအခုအုပ်ချုပ်ပေးအေးပိုင်းဆိုင်ရာကကျမတို့ဝန်ထမ်းတွေဘက်ကရောစီးပွားရေးလုပ်ငန်းရှင်တွေဘက်ကဒီအချိန်ဒီအခါဟာကျမတို့နိုင်ငံရဲ့ညီညွတ်မှုအင်အားကျမတို့ပြည်သူလူထုရဲ့တန်ဖိုးတက်အောင်လို့လုပ်တဲ့အချိန်ဖြစ်အောင်လုပ်ပါလို့ခုကမြင်အောင်အသိမပြောချင်ဘူးပေါ့နော်ပို့သက်ဆွေးတွေကိုဈေးတင်ပြီးတော့ရောင်းနေသလားမရောင်းနေသလားကျွန်တော်မသိပါဘူးဆိုတော့မသိဘူးစင်လည်းမသိပါဘူးပေါ့ဒါပေမဲ့အကယ်၍ဒါကိုဈေးတင်ပြီးတော့ရောင်းနေတဲ့ရောင်းနေတာရှိတဲ့လူတွေဆိုမလုပ်ပါနဲ့ဒီလိုချိန်ခါမှာအကျိုးအမြတ်ထုတ်ရတာဘာရတာများရှိလို့လဲဒါအင်တာမပြောရင်ရုံရတဲ့အလုပ်တစ်ခုပဲလို့ပြောရမှာပဲတကယ်အများလိုအပ်ချက်ဖြစ်နေတဲ့အချိန်မှာဒီဟာကိုကိုယ့်အကျိုးအမြတ်အတွက်အသုံးချတယ်ဆိုတာမလုပ်ထိုက်တဲ့ကိစ္စမလုပ်ပါနဲ့နောက်ပြီးတော့ဒီနိုင်ငံမှာဆက်ပြီးနေသွားမှာပါဒီပြည်သူလူထုတွေမျက်နှာကိုဘယ်လိုဆက်ပြီးကြည့်သွားမှာဒီပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာကိုယ့်အကျိုးအမြတ်အတွက်ပဲကိုစဉ်းစားပြီးတော့လုပ်ခဲ့တဲ့လူတယောက်ဟာဒီပြည်သူတွေရဲ့မျက်နှာကိုဘယ်လိုဆက်ပြီးကြည့်ပြီးဒီနိုင်ငံမှာဘယ်လိုဆက်ပြီးရှင်သန်သွားမှာအဲ့ဒီလိုစိတ်ထားတော့အားလုံးမှာရှိဖို့လိုပါတယ်ကျမတို့ပြည်သူတွေကလည်းပူပေါင်းဆောင်ရွက်ပါအချင်းချင်းမေတ္တာကရုဏာပွားပါကိုကဒီယောဂကြီးကိုတိုက်ခိုက်နေတဲ့အခါမှာဒီယောဂနဲ့တိုက်ခိုက်နေတဲ့စစ်ပွဲကြီးကိုနိုင်အောင်လုပ်နေတဲ့အခါမှာကိုပြည်သူချင်းချင်းထိခိုက်မဲ့ကိစ္စတွေဘာမှမလုပ်ပါနဲ့အဲ့ဒီဟာကိုတော့ကျမတို့အားလုံးနှလုံးသွင်းထားဖို့လိုပါတယ်။နောက်ကျမတို့အခုပြောသွားတဲ့ခါတွေလည်းကျမမှတ်ထားပါတယ်။ဘာလို့အချက်တွေရှိလဲဆိုတာ